Haji Mobile နဲ့ Apollo Speed Drift ကား event ကိုဒီနေ့ကိန်းထဲမှာတွေ့မြင်ရပြီပဲဖြစ်ပါတယ်ဗျ။ event တိုင်းကိုကြည့်ရမယ်ဆိုရင်20ရက်3လကနေ10ရက်5လထိသွားတာကိုတွေ့ရပါတယ်။ကားစကိနေထဲမှာဆိုရင်ရွှေရောင်တုတ်ကတ်တန်ကားနဲ့ခရင်အောင်တုတ်ကတ်တန်ကားတို့ပါမှာဖြစ်ပြီးတော့တကတ်တန်ကားထဲမှာဆိုရင်အပြလိုလိုခရင်လိုလိုကားရဲ့ရွှေရောင်နဲ့မင်းရောင်စထားတဲ့ကားနဲ့လိမ်မော်ရောင်ကားအဖြူရောင်ကားတို့ပါမှာပဲဖြစ်ပါတယ်ဗျ။ဒီထဲမှာ brother တို့အနေနဲ့ဘယ်ကားကိုအကြိုက်ဆုံးလဲဆိုတာကိုလည်း comment မှာပြောခဲ့ဖို့တော့မမေ့ပါနဲ့ဗျ။ event နဲ့တူတခြားပါအိုင်တန်တွေပါလဲဆိုတာကိုမပြောခင်မှာ Speed Drift event မှာ UC ထည့်ပြီးဖောက်ရှင်နေတဲ့ brother တို့အနေနဲ့ကျွန်တော်စီမှာ UC တွေကိုစစ်တက်တက်တာနဲ့ဝယ်ယူလို့ရပြီဖြစ်တယ်လို့ကားကပ်ဖို့ရှင်နေတဲ့ brother တို့အနေနဲ့လည်းကျွန်တော်စီမှာကားကပ်တွေ install ရှိပြီးတော့ buy one Telegram channel မှာလာရောက်ဝယ်လို့ရပြီဖြစ်ကြောင်းသတင်းကောင်းပါချင်ပါတယ်ဗျ။ဒီတစ်ခေါက်ကား event ကိုကြည့်ရမယ်ဆိုရင်တော့ပါလာတဲ့ office တွေအနေနဲ့အရင်က event တွေလောက်တိတ်ပြီးတော့မလှတာကိုတွေ့ရတယ်ဗျ။ SK ထဲမှာဆိုရင်တော့ AKN, SKF, Vita တို့ကိုတွေ့ရမှာဖြစ်ပြီးတော့တခြားအိမ်တွေအနေနဲ့ Huggier, Ipshay, Molotov, Apollo Lady နဲ့ Apollo Space Gift စတာတွေပါမှာပဲဖြစ်ပါတယ်ဗျ။ဒီနေ့ဗီဒီယိုလေးကတော့ Speed Drift ကား event နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီလောက်ရှင်းပြပေးတော့တာပဲဖြစ်ပါတယ်ဗျ။ဒီလိုဗီဒီယိုတွေကိုစက်မြင်ချင်သေးတဲ့ဆိုရင်ကျွန်တော်ရဲ့ TikTok ကို follow သွားဖို့အတွက်လည်းကြံပြုပေးရစေ။